ရင်ဆုံး window key နဲ့ R key နဲ့ကိုတွဲနှိပ်မယ်ပြီးရင်အဲ့မှာ run ပေါက်ကြလာမယ်အဲ့ကကြလို့ရှိရင် diskmgmd.msc လို့ရိုက်ထည့်ပြီးရင် enter key လေးနှိပ်မယ်အဲ့ဒီမှာ unlocated ဆိုပြီးတော့ပေါ်လာမယ်ပေါ့နော်အဲ့ဒါကြတော့ကိုဆက်ထဲမှာရှိရဲ hard disk or SSD ရဲ့ပြောင်းနေတဲ့ partition အပိုင်းဖြစ်တယ်အဲ့တော့ပြန်ဖော်မယ်ဆိုလို့ရှိရင်အဲ့ဒီပေါ်မှာ right click တစ်ချက်နှိပ်မယ်အဲ့မှာ new symbol ဘောလုံးစွာလေးဆက်နှိပ်မယ်ပြီးရင် next နှိပ်မယ်ဗီဒီယိုထဲမှာတော့ကိုလိုချင်တဲ့အပိုင်းကိုအပြည့်ပြန်ယူထားရဲပေါ့နော်ကိုကဒီမှာကိုရဲ့ story ပေါ်မူတည်ပြီးတော့ဘယ်လောက်ပြန်ထားခြင်းလဲထားခြင်းတဲ့အမောင့်ကိုရိုက်ထည့်လို့ရတယ်ပြီးရင် next နဲ့ဆက်သွားမယ်ဒီမှာ default အတိုင်းပဲသူပေးရဲ့ letter အတိုင်းထားလဲရတယ်ကိုက letter ပြန်ပြင်ချင်လဲရတယ်ပေါ့နော်ပြီးရင် next နဲ့ဆက်သွားမယ်ဒါတွေဆိုလဲဒီတိုင်းပဲ volume label မှာနာမည်ပေးလဲရတယ် new label new volume အတိုင်းပဲထားလဲရတယ်အခါဆိုလို့ရှိရင် next နဲ့ဆက်သွားပြီးလို့ရှိရင်နောက်ဆုံးမှာဒီလိုကိုပြောင်းနေတဲ့ပိုင်းလေးပြန်ပေါ်လာမှာဖြစ်ပါတယ်